လီဆာကအင်ရှိမင်းသားရဲ့ကျင်ရတော်ရွေးချယ်ပွဲမှာအရွေးမခံရပဲပြုတ်သွားအောင်ဆိုပြီးရည်ရွယ်ချက်ရှိရှိနဲ့ရုပ်ဆိုးဆိုးကြည့်မကောင်းအောင်ပြင်ဆင်သွားခဲ့တယ်။ဒါပေမဲ့ထင်မှတ်မထားပဲအင်ရှိမင်းသားကသူမကိုမြင်မြင်ချင်းဆွဲလန်းသွားခဲ့ပါတယ်။အင်ရှိမင်းသားကသူမကိုထိုနေရာမှာတင်ပဲအင်ရှိမင်းသမီးအဖြစ်ချက်ချင်းတရပူဆောင်ပေးလိုက်ပါတော့တယ်။ဒီလိုရွေးခံလိုက်ရတာကြောင့်လီဆာတယောက်ဒေါသတကြီးနဲ့ပောက်ကွဲမတက်ဖြစ်သွားခဲ့ရတယ်။တကယ်တော့ဒါဟာသူမရဲ့ဖခင်နဲ့အင်ရှိမင်းသားတို့နှစ်ယောက်သားကြိုတင်ပူးပေါင်းကြံစည်ထားကြတာဆိုတာကိုသူမလုံးဝမသိခဲ့ရှာဘူး။သူမကတော့ပွဲအလှပြဖို့တက်တက်ပဲသွားတာလို့ထင်နေခဲ့ပေမဲ့အကွက်စင်အတုံးချခံလိုက်ရတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအင်ရှိမင်းသားကတော့သူမထိုင်ရကထလာတဲ့အချိန်မှာမြင်မြင်ချင်းအသေးဆွဲချစ်မိသွားတာပါဆိုပြီးလူမပစ်စတန်ဟန်ဆောင်နေခဲ့တဲ့လီဆာကတော့သူမရဲ့ကဘာဦးရန်သူကဒီလိုလက်ကွက်မျိုးတုံးလိုက်တယ်ဆိုတာကိုလုံးဝမယုံနိုင်ပဲဖြစ်နေခဲ့တယ်။ဒေါသအလိမ့်လိမ့်ထွက်လာတာနဲ့ခေါင်းကစံထိုးကိုဆွဲနှုတ်ပြီးမင်းသားစီကိုလှမ်းပေါက်လိုက်ပါတော့တယ်။မလုံးနဲ့လို့တားလိုက်တဲ့အချိန်ကျမှဒါဟာအင်ရှိမင်းသားရဲ့အကွက်စင်မှုဆိုတာကိုလီဆာရိပ်မိသွားခဲ့တယ်။တကယ်တော့သူတို့နှစ်ယောက်ရဲ့ရန်ကြွေးကဆယ်စုနှစ်တခုမကကြာခဲ့ပြီဖြစ်ပါတယ်။လီဆာကငငယ်လေးကလေးကမိခင်ဖြစ်သူဆုံးပါသွားခဲ့တာမို့မိဖုရားခေါင်ကြီးရဲ့စောင့်ရှောက်မှုအောက်မှာအင်ရှိမင်းသားနဲ့အတူကြီးပြင်းလာခဲ့ရတာပါ။ဒါပေမဲ့သူမနဲ့အင်ရှိမင်းသားကတော့တွေ့တာနဲ့တစ်ချက်ချက်ရန်ဖြစ်ကြတဲ့ကံပါလာသူတွေဖြစ်ပါတယ်။တခါကလီဆာဒန်းစီနေတော့မင်းသားကဒန်းကိုအမြင့်ကြီးစီးနေတာမြောင်းနေတူတယ်ဆိုပြီးလှောင်ပြောင်းခဲ့တယ်။ဒေါသထွက်သွားတဲ့လီဆာကသူ့နောက်ကိုလိုက်ဖမ်းရင်းချေချော်ပြီးမြေကြီးပေါ်ကုန်းမောက်ကျသွားခဲ့တယ်။မင်းသားကအနားကိုကပ်ပြီးငိုနေတာရုပ်ဆိုးလိုက်တာဆိုပြီးဆက်ပြီးလှောင်ပြောင်းနေခဲ့ပြန်တယ်။သူမကိုအနိုင်ကျင့်နေတာကိုတွေ့သွားတဲ့မိဖုရားခေါင်ကြီးကမင်းသားကိုဆုံးမဖို့ကြက်တောင်စီကိုကောက်ကင်လိုက်တဲ့အခါမှာတော့မင်းသားကကြောက်လက်တကြားနဲ့သူ့ရဲ့အိမ်မွေးတိရစ္ဆာန်ကိုလီဆာရင်ခွင်ထဲထိုးထည့်ပြီးထွက်ပြေးသွားပါတော့တယ်။အဲ့ဒီအကောင်ကဖားတကောင်ဖြစ်နေတာကိုမြင်လိုက်ရတဲ့လီဆာလည်းထောက်ပါတော့တယ်။ကံကောင်းထောက်မှစွာပဲကျင်နာတက်ပြီးရင်ကျေးတိမ်မွေးရဲ့ဒုတိယမင်းသားလေးကအပြေးလွှားရောက်လာပြီးသူမကိုချုံမော့ပေးခဲ့ပါတယ်။ကလေးစားချီချင်းစိတ်ပြင်းထန်နေတဲ့လီဆာကနောက်ရက်ကျတော့ဒုတိယမင်းသားလေးကိုအင်ရှိမင်းသားအမတ်နဲ့ရေကန်နဲ့တွန်းချပစ်လိုက်တာကြောင့်နန်းတွင်းမိမဆိုးတွေပါပြပြတလဲဖြစ်ကုန်ကြတယ်။ကန်ထဲကနေသူ့ကိုဆယ်တင်လိုက်တဲ့အချိန်မှာပါဇက်ထဲမှာငါးတကောင်တောင်ညှက်နေခဲ့ပါသေးတယ်။ဒီကိစ္စကြောင့်လီဆာဖခင်ကသူမကိုပြင်းပြင်းထန်ထန်စူပူချိန်မောင်းခဲ့ပါတယ်။မိဖုရားခေါင်ကြီးကလီဆာကိုဘလောက်ပဲအလိုလိုက်ပြီးခံပါစေဦးတော့အင်ရှိမင်းသားကအနာဂတ်ရဲ့အုပ်ချုပ်သူအရှင်သခင်ဖြစ်တာကြောင့်လွန်လွန်ကျွံကျွံမလုပ်ဖို့တတိပေးခဲ့ရတယ်။ဒါကြောင့်ဖခင်ဖြစ်သူရဲ့တိုက်တွန်းချက်အရလီဆာဟာပိုးဟက်အကြီးကြီးတစ်ကောင်ကိုဖမ်းပြီးတမိုးကြီးနန်းကောင်ဖြစ်ဟန်ဆောင်ကအင်ရှိမင်းသားစီကိုတောင်းပန်တိုးရှိုးတဲ့လက်ဆောင်ဖြစ်သွားပေးခဲ့တယ်။ထူးဆန်းတာကဒီတမိုးကြီးနန်းကောင်ကမမြင်နိုင်ပေမဲ့ပြန်တန်းနိုင်နေခဲ့တဲ့အဲ့ဒီပိုးဟက်ပြန်ကအေဂရစ်မင်းမြတ်ကိုပါလန့်တေမတက်6လက်မိသွားခဲ့တာကြောင့်မိဖုရားခေါင်ကြီးကအင်ရှိမင်းသားကိုနောက်ထပ်တစ်ကြိမ်ရိုက်နှဆုံးမပြန်ပါတော့တယ်။အစမ်းဆုံးကတော့မင်းသားအရိုက်ခံရတဲ့အတွက်အယော်စားလုပ်ပေးတဲ့အနေနဲ့လီဆာကနန်းတော်အပြင်ကနာမည်ကြီးဆက်တက်ပဲတီးပြုတ်ကိုတွားဝယ်ပေးခဲ့တာပါပဲ။ဒါပေမဲ့ဆိုင်ရှင်ကဒီပဲတီးကိုထိုးနေခြင်းပဲကုံအောင်စားရမယ်လို့အသေးချာမှကြားလိုက်တာကိုသူမကလုံးဝမေ့သွားပြီးတရက်ကြဒါမှနန်းတော်ထဲယူလာပေးခဲ့တယ်။အင်ရှိမင်းသားကတကိုက်ကိုက်လိုက်မိတဲ့အချိန်မှာပဲတီတွေကတိုးပြီးချင်နေပါပြီလီဆာကတော့ခေါင်းလေးကုပ်ပြီးဒါကအရသာတစ်ထင်တယ်လို့ပဲပြောလိုက်တယ်။အစားမတက်အင်ရှိမင်းသားကလည်းတစ်ထုံလုံးကုံအောင်စားပစ်လိုက်တာကြောင့်တနေကုန်ဝမ်းလျှော့ပါတော့တယ်။သူကတော့ခြုံပုတ်ထဲကနေအဆုတ်ကွဲမတက်အော်ဟစ်ညင်းညူနေခဲ့ရတယ်။အိမ်သာ30ကူမရှိတာကြောင့်လီဆာကခြုံပုတ်ထဲကိုအပြေးလွှားသွားပြီးတရွက်ပုံကြီးကိုခူးပေးခဲ့တယ်။အင်ရှိမင်းသားတယောက်ခြုံပုတ်ထဲကနေနွမ်းဖက်ပြီးရိုင်းတိုင်တိုင်နဲ့ထွက်လာတဲ့အခါမှာတော့လီဆာကတရွက်တွေကိုပွေ့ပိုက်ပြီးသူ့နောက်ကနေတွတ်တွတ်လိုက်ပြောနေခဲ့တယ်။သူမပြောလိုက်တဲ့တရွက်မျိုးစားတိုင်းကမင်းသားကိုနှိမ်ချစော်ကားတဲ့အတိတ်ပဲတွေကြီးပါပဲ။အင်ရှိမင်းသားလည်းနောက်ဆုံးမှာတော့တိမခံနိုင်တော့ပဲပောက်ကွဲသွားပါတော့တယ်။သူတို့နှစ်ယောက်ကြားကဒီလိုနှက်ဆိုင်ပြီးခါတီလာတဲ့ရန်ကြွေးတွေကြောင့်ပဲလီဆာဟာတော်ဝင်မိန့်တော်အရအင်ရှိမင်းသားရဲ့ကျင်ရတော်ရွေးချယ်ပွဲအစင်းထဲကိုမဖြစ်မနေထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။အင်ရှိမင်းသားကရွေးချယ်ပွဲမှာမိန်းကလေးတွေနေလို့နေဆိုပြီးလူစရင်ပြအောင်လီဆာနာမည်ကိုကိုယ်တိုင်အမည်စရင်သွင်းခဲ့တာလို့အစီခံတယောက်ကလီဆာကိုပြောပြခဲ့တယ်။မင်းသားကသူမကိုအရှက်မရှိချင်းချောက်ခဲ့သေးတယ်။တကယ်လို့ရွေးချယ်ပွဲကိုမလာရင်သူမငငယ်ကအိမ်သားထဲမှာဖြစ်ခဲ့တဲ့အရှက်ရစရာဖြစ်ရဆိုကိုကလေးကပြဆက်ပြီးနယူးယောက်မြို့ကကလေးတွေအကုန်လုံးကိုတေနာပတိအိမ်တော်ရှိမှာအော်ဆိုခိုင်းပြစ်မယ်လို့ဆိုခဲ့တာပါလီဆာကတော့ဒေါသထွက်လွန်းလို့တွားကျိတ်နေခဲ့ရပေမဲ့သူမရဲ့နှလုံးသားကတော့တခြားတယောက်စီမှာရှိနေနေပြီးသားဖြစ်ပါတယ်။သူမတကယ်ချစ်ရတဲ့သူကတော့နူးညံ့တိမ်မွေ့ပြီးခံရလာတဲ့ဒုတိယမင်းသားလေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ရွေးချယ်ပွဲကနေအရွေးမခံရပဲပြုတ်သွားပြီးသူမချစ်ရတဲ့သူနဲ့လက်ထပ်နိုင်အောင်လို့လီဆာကရွေးချယ်ပွဲကိုရည်ရွယ်ချက်ရှိရှိနဲ့ရုပ်ဆိုးဆိုးပြင်ဆင်သွားပြီးအင်ရှိမင်းသားကသူမကိုပထမဆုံးပဲပဲထုတ်လိုက်အောင်ဖန်တီးဖို့ဆုံးဖြတ်ခဲ့တာပါ။ဒါပေမဲ့သူမလုံးဝမသိခဲ့တာကတော့အင်ရှိမင်းသားဟာသူမအပေါ်ကိုအသက်ထက်မကတဆင်ဆွဲလန်းနှစ်သက်နေခဲ့ပြီဆိုတာပါပဲ။